နင်သေးပေါက်တဲ့အထဲကိုငါသေးထည့်ပေးမှရမှာပေါ့မဟုတ်ရင်အပြင်မှာသေးစော်တွေနန်းကုန်မှာဘောဟာနင်ရလဲတောရွာလေးတရွာမှာနှုံးအပြီးလှပတဲ့မီအေးဆိုတဲ့အပြိုပေါင်းမာလေးတယောက်ရှိပါတယ်မီအေးကိုကြိတ်ပိုးနေတဲ့လူပြိုကြီးကတော့ဘလို့ပဲမီအေးကိုအထားပေးချေရေးဆိုနေပါသည်နှုံးအလုံးနဲ့မီအေးကခက်ရေးရေးတောင်သဘောမပေါက်ပါဘူးကြီးရွာဖျားပွဲညမှာမီအေးနဲ့လူပြိုကြီးဇက်ပွဲထဲမှာစုံပါလေရောဗျာဟဲ့မီအေးဇက်ပွဲကမပြီးသေးဘူးလေပြန်တော့မလို့လားအိမ်ပြန်ပြီးတိတ်ပေါက်မလို့လူပြိုကြီးရဲ့မီအေးကပြန်လာအောင်မှာမီအေးဆိုသူမှာအဲ့လောက်ထိနှုံအပါတယ်အပေါ်အလေးမှန်ရင်အိမ်ကအိမ်သားမှာပဲတွားရမယ်လို့တွေးထားတဲ့အထီပါမီအေးရဲ့စကားကြောင့်ပွဲစည်းထဲမှာရက်ရှင်ရနေတဲ့လူပြိုကြီးကငကိုကလေးကမီအေးပေါ်မှာကြိုက်နေတဲ့ဓာတ်ခံနဲ့မီအေးကိုကြံမိကြံရကြံတော့တာပေါ့ဟဲ့မီအေးနေငါ့ကိုတခုလောက်ကူညီပါလားဟာဟုတ်လူပြောကြီးပြောလေမီအေးဘာကူညီရမလဲငါလဲတေးပေါက်ချင်နေတာဟာအိမ်မပြန်ရင်တော့ဘူးဟာအဲ့ဒါငါသေးလေးပါနဲ့လမ်းကြုံယူသွားပေးပါလားမီအေးရနော်ဩဘာများလဲလို့ပေးဘာမှလဲပေးသေးတယ်ရမီအေးရလဲနင်သေးပေါက်တဲ့အထဲကိုငါသေးထည့်ပေးမှရမှာပေါ့မဟုတ်ရင်အပြင်မှာသေးစော်တွေနန်းကုန်မှာဘောဟာနင်ရလဲ။အော်အဲ့ဒါဆိုမီအေးဘယ်လိုလုပ်ပေးရမှာလဲ။မလုပ်တတ်ဘူးကိုလူပြိုကြီးရဲ့။စိတ်မပူနဲ့မီအေးလူရှင်းတဲ့နေရာရောက်မှငါနေ့ကိုသေးတွေထည့်ပေးလိုက်မယ်လေ။လာပွဲစည်းနဲ့ဝေးရလူရှင်းတဲ့နေရာအရောက်မှာတော့မီအေးကိုလူပြိုကြီးကဟိုတင်းဟိုဟာလှုပ်တော့ပါလေရောဗျာ။အိုးလူပြိုကြီးမီအေးနာနေပြီတိတ်ထက်ပေးတာအဲ့ဒါလောက်နာမှန်မီအေးမသိဘူးအဲ့လိုမှန်သိရင်မီအေးမယူပါဘူးလူပြိုကြီးရဲ့ပြီးတော့မှာပါမီအေးကတေးတွေအပြင်မကြောက်တေချာထည့်ပေးနေရလို့ပါဟာနေရလဲဒီလိုနဲ့ကိစ္စဝိစ္စပြီးတော့ပုံမှန်တိုင်းမီအေးတယောက်အိမ်ပြန်တိပေါက်ပြီးဇက်ပွဲပြန်ကြည့်ကဘာမှမဖြစ်တယ်လို့နဲ့မိုးလင်းခဲ့ပါလေရောဗျာတမီနင်လမ်းလျှောက်တာတကွာနဲ့ဘာဖြစ်နေတာလဲတမီအဲ့ဒါပြောမလို့ပဲမေရဲ့ညာကပွဲခင်းတွေကတေးပေါက်ဖို့အပြန်မှာလူပြိုကြီးနဲ့တွေ့တယ်လေသူကတမီကိုလမ်းကြုံတေးတွေထည့်ပေးလိုက်တာအိမ်ရောက်လို့တေးပေါက်တော့တမီပေါက်နေကြတေးအတိုင်းပဲထွက်တယ်လူပြိုကြီးရဲ့တေးတွေကထွက်မလာဘူးမေရဲ့လမ်းလျှောက်ရတာလည်းတမျိုးကြီးဖြစ်နေတယ်အမေရဲ့မိခင်ဖြစ်သူမှာတော်တလေးတော်သူပြီးလူသိခံလို့မရတဲ့ကိစ္စမို့တစ်ချက်ကနှစ်ချက်မဖြစ်ရလေအောင်တမီးကိုစိုးမရတော့တာပေါ့အမလီမီအေးနဲ့အဲ့ဒါလောက်တောင်နှုတ်အားရလားဟဲ့သူများသိထည့်ပေးတိုင်းမယူရဘူးဟဲ့အဲ့ဒါကလေအမလီမီအေးရဲ့နောက်ရမှငါလူပြိုကြီးနဲ့တိုင်ပင်ရတော့မယ်နဲ့အဖေသာမတည်သေးရင်လူတက်ပွဲပဲဟဲ့သိရလားမိခင်ဖြစ်သူပြောလိုက်တော့မီအေးကသူလူလေလောက်တာခံလိုက်ရပြီဆိုတာသဘောပေါက်သွားတော့တာပေါ့ဒီလိုနဲ့အမေဖြစ်သူကိုအပြင်ခဏသွားအောင်မယ်ဆိုပြီးတော့လူပြိုကြီးရဲ့အိမ်ကိုစိတ်ဆိုးဆိုးနဲ့မီအေးတယောက်ရောက်လာခဲ့ပါလေရောဗျာလူပြိုကြီးအိမ်မှာကလည်းလူပြိုကြီးကလွဲပြီးအခြားသူတွေကလယ်ထဲကိုသွားနေချိန်ဆိုတော့မီအေးကလည်းအာမနာတန်ရန်တွေးလို့ရသွားတော့တာပေါ့လူပြိုကြီးရှင်နဲ့ကျမကိစ္စအပိရှင်းလိုက်ရအောင်လူပြိုကြီးလည်းအရက်ရှိန်နဲ့မှားခဲ့တဲ့သူ့အမှားအတွက်လူကြီးတွေကိုဖွင့်ပြောပြီးယူဖို့တွေးတောနေအောင်မှာမီအေးကအရင်လာပြီးရန်တာတွေ့နေတော့ဘာလို့ဘာပြောရမှန်းမသိဖြစ်နေတော့တာပေါ့ရှင်ကျမကိုသေးထည့်ပေးတဲ့ကိစ္စအမေကိုပြောပြလိုက်လို့အမေလည်းတော်တော်စိတ်ညစ်နေပြီရှင်ဒီလိုမျိုးကျမကိုလူလဲကြတာမကောင်းဘူးရှင်လှုပ်တာကိုကျမမကျင်နေဘူးကိုတောင်းမှန်ပါတယ်မကြီးရဲ့လာအိမ်ထဲမှာပြောပါသူများတွေကြားကုန်ရင်လည်းမကောင်းစိတ်ဆိုးမှန်ဆိုးနဲ့အိမ်ထဲဝင်လိုက်ပြီးမိအေးကလူပြိုကြီးကိုဘလို့တာဝန်ယူမလဲဆိုတာအ
ထက်ခါခါရန်တွေ့နေတော့တာပေါ့ကိုတကယ်တောင်းပန်ပါတယ်မေးရဲ့အဲ့ဒီညာကကိုမှားတာလဲကိုတောင်းပန်တယ်ပြီးတော့မေးကိုကတကယ်ချစ်တာပါလူကြီးတွေကိုကိုဖွင့်ပြောပြီးတော့မေးကိုယူမှာပါနော်အိုးယူတာတွေမယူတာတွေမေးနားမလဲဘူးအမေကဘသူတေဟိုးမှမယူရဘူးလို့ပြောလို့လာခဲ့တာရှင်သေးထည့်ပေးတဲ့ညကရှင်သေးရသေးပေါက်တော့လဲထွက်မလာဘူးရှင်အဲ့ဒါအခုရှင်သေးတွေပြန်ယူမယူရင်ကျမတကြီးနဲ့သွားတိုင်မှာနော်မီအဲ့ဒါကအခုချက်ချင်းပြန်ယူနော်လူမျိုးကြီးမီအေးကိုဘာမှတ်နေတာလဲအဲ့လိုယူချင်တိုင်းယူလို့မရဘူးလေမီအေးရဲ့ဟိုမသိဘူးရှင်ထည့်ပေးတော့ကလည်းဒီလိုပဲထည့်ပေးပြီးတော့အခုအဲ့လိုပဲပြန်ယူပေါ့ဒီလိုနဲ့ရှင်းပြမရတဲ့ဆုံးလူမျိုးကြီးကလည်းမီအေးကိုဒုတိယအချိန်ဟိုရင်းဟိုပါလောက်ရပြန်တော့တာပေါ့လုံးလို့ပြူလို့ပြီးဆိုမှမီအေးကဝမ်းသာအားရနဲ့ကလေးတယောက်လိုလူမျိုးကြီးကိုသေးတွေပြန်ယူပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးအိမ်ကိုအမြန်ပြန်လာခဲ့တော့တာပေါ့အိမ်ကိုရောက်တယ်ဆိုရင်ပဲအမေလူမျိုးကြီးနဲ့ဘာမှတိုင်ပင်စရာမလိုတော့ဘူးသိလားတဏ္ဍာကိုတမီရှင်းလာခဲ့ပြီအမေရဲ့ဟဲ့မီအေးလူကြီးတွေကိစ္စကိုနေဘလို့ရှင်းလာတာတော့မဟုတ်တာတွေပြောတော့မယ်ကွယ်အမေရဲ့တမီးကလေလူပြိုကြီးရဲ့သေးတွေကိုပြန်ယူခိုင်းလိုက်ပြီသိလားဟင်အမလီနင်ကဘလို့ယူခိုင်းတာတော့အမေကလည်းဘာခက်လို့လဲသေးထည့်ပေးတော့ငါလို့ပဲပြန်ယူခိုင်းလိုက်တာဗောအမေရဲ့မိခင်ဖြစ်သူမမိအေးကိုဆုံးမစရာစကားရှာမရတော့ပဲကိုနှစ်ဖူးကိုလက်နဲ့ရရင်အမလီမိအေးရဲ့ငါသေးတာသေးလိုက်ချင်တော့တယ်ဟမ်ကြားလို့မှကောင်းကြရဲ့လားအရက်ကတော့ရေး